ပိတ်ကထွေးအမီလူနိုးချိုတိုက်ကြွေးတေးဆိုကချုံမသိပ်ပေမဲ့အဖေမြေတာတရားအဖေရဲ့ခေါ်အားအဖေရဲ့ရွှေနှလုံးသားမိသားစုတွေတန်ဖိုးကြီးနေကျေးဇူးရှင်အမှန်ပါလေမိုးကောင်းကြီးထက်ခမ်းနားထေဝအနေသူရဲ့ငေါဆန်တဲ့လမ်းပြသူကြီးအဖေအနန္တငယ်ဝင်ကုန်ကျေးဇူးရှင်စံပြဖခင်နိုင်မဲ့အဖေငယ်စဉ်ခါတော့ရလီအမိပူချစ်တယ်ပြောရင်ဒီပြုံးကကြည့်တဲ့ကယုံနာတွေအဖေမြတ်တာအေးညစိတ်ဆန်းရဲ့ဒီချိန်မှာပိုတရိယစီအဖေကြီးကိုစခွင့်ညော်လင်းနေပဲ့ကိန်ပြီးသူအဖေရိတ်ချမြေချမှာသမီးကဝမ်းသာရှာရင်လေတနေ့တော့အိမ်ပြန်ခဲ့မယ်အဖေနဲ့မေတို့ရှိရင်မောင်နှမဆွေမျိုးများနဲ့ထမင်းလက်ဆုံးတူစားကြမယ်မကြခင်သမီးလေးပြေးလန်းလာခဲ့မလေရင်မပိတ်ကထွေးအမီလူနိုးချိုတိုက်ကြွေးတေးဆိုကချုံမသိပ်ပေမဲ့အဖေမြေတာတရားအဖေရဲ့ခေါ်အားအဖေရဲ့ရွှေနှလုံးသားမိသားစုတွေတန်ဖိုးကြီးနေကျေးဇူးရှင်အမှန်ပါလေမိုးကောင်းကြီးထက်ခမ်းနားထေဝအနေသူကြီးအဖေအနန္တငယ်ဝင်ကုန်ကျေးဇူးရှင်စံပြဖခင်နိုင်မဲ့အဖေငယ်စဉ်ခါတော့ရလီအမိပူချစ်တယ်ပြောရင်ဒီပြုံးကကြည့်တဲ့ကယုံနာတွေအဖေမြတ်တာအေးညစိတ်ဆန်းဒီချိန်မှာပိုတရိယစီအဖေကြီးကိုစခွင့်ညော်လင်းနေခေါ်ဒီလုံးရရင်ဆိုင်ကြရင်သားသမီးများပို့တာဝကြီးများညီမျိုးတွေ့သမီးတို့ရှိရင်ပဲ့ကိန်ပြီးသူအဖေရိတ်ချမြေချမှာသမီးကဝမ်းသာရှာရင်ပြန်ခဲ့မယ်အဖေနဲ့မေတို့ရှိရင်မောင်နှမဆွေမျိုးများနဲ့ထမင်းလက်ဆုံးတူစားကြမယ်မ